္ဂလာပါတငယ်ချင်းမိတ်ဆွေတို့ရေဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးမှာကတော့ဒါယောက်ျားတူကြီးအတွက်ဘ ഹു တုရရစရာကောင်းတဲ့ဗီဒီယိုလေးကိုကျွန်တော်တင်ဆက်ပေးမှာပဲဖြစ်ပါတယ်မိန်းကလေးတချို့ကဘာကြောင့်ပေါ့နော်သူတို့ရဲ့လက်ခလေလက်သေးကိုညှက်ကြတာလဲဆိုတာကိုမိန်းကလေးတယောက်ကအခုဆိုရင်သေချာချာရှင်းပြလာပြီဗျကဲသိချင်နေတဲ့ယောက်ျားတူကြီးကျွန်တော်နဲ့တူတူလိုက်ပါကြည့်ရှုဖို့အားလုံးကိုဖိတ်ခေါ်ခြင်းတယ်ဗျကျူးတယ်လက်ခလေကလက်သေးရတယ်ဘာလို့တွန်းနေတာလဲတိတ်နေတယ်နော်တဲ့အော်တိတော့ပြီလားရှင်တိတော့လေပြောပြတော့မှာပေါ့ဟိုလက်ခလေရဲ့လက်သေးကလေဘာလို့တွန်းနေရလဲဆိုတော့ပေါ့နော်ဟိုကျိုးရလို့ဒုက္ခပဲနော်လက်သေးတူရတယ်ဆိုတော့ဘာလို့တူရအောင်ဆိုတော့ကျိုးလို့တူတာပေါ့ကျိုးရတာဒီမှာကြည့်အောင်မညီမညာနဲ့ကျိုးရတာရှင်ဒုက္ခပဲနော်ရှင်တို့ဆိုဒီမှာနော်ဟဲ့လက်သေးကလက်ကလေးကဘာလို့ကိုခြံထားတာလက်ကလေးကရှင်းကိုထိုးကိုခြံထားတာလက်ကလေးကလက်ကျိုးသွားတာလေဒီမှာဟိုရက်ကမှသွားလောက်ထားတာအပိန်းကြားတဲ့ကိုညက်သွားတာပါရှင်တုတ်စီတော့တုတ်ကြားတဲ့ကိုညက်သွားတာဖြစ်တဲ့အတွက်လက်သေးကျိုးသွားလို့အခုမှလက်သေးဆိုင်ပါသွားမှာဒီမှာလက်သေးဆိုင်လောက်ပါရှင်စီဗလင်းမပါလာလို့ရှင်လေအမိုင်းကျွန်တော်တို့အုပ်စုကစီဗလင်းထမ်းပြီးပြေးလာပြီဆိုတဲ့ကောင်တွေကကြောက်ရသေးတာနော်စီဗလင်းပြပြန်တော့လေစီဗလင်းပါလာလို့ဆိုပြီးစီဗလင်းဘေးဖက်နေရဲ့အုပ်စုကိုလေကျွန်မကြောက်ရသေးတယ်ရှင်တို့အားလုံးကျွန်မတောင်းပန်ပါတယ်ကျွန်မကြောက်လာပါပြီရှင်တော်လိုက်ကြပါတော့ပေါက်တက်ကြရဝင်မမှန်ကြပါနဲ့တော့ရှင်ကျွန်မစီလို့နော်ရှင်တို့ဈေးလောက်ငွေပဲနဲ့ပေါက်တက်ကြရမှန်နေရရက်တန်းနေရှင်းလိုက်တော့ဈေးကိုပဲလာဝယ်ကျွန်မဈေးရောက်နေတာတဘောပေါက်လားကဲခုလောက်ဆိုရင်သိချင်နေတဲ့သူတွေလည်းအားလုံးသဘောပေါက်လောက်မယ်လို့ထင်နေဗျာနော်။ကဲနောက်ထပ်ပါသိချင်သေးလဲသိချင်တာရှိရင်အောက်က comment မှာရေးပေးခဲ့အောင်ဗျာ။